အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကြိုကြိုချွတ်ချွတ်နဲ့အရန်ကိုစားလို့ကောင်းတယ်ကျမအချိုကျော်လေးအိမ်မှာကျော်ဖြစ်တယ်ဒီကျော်နီးလေးကလေစက်သားတစ်ချောင်းချင်းစီကိုကွဲထွက်ပြီးတော့ရက်ကြကြလေးအထားခံပြီးတော့ကြွကြွရွရွလေးနဲ့တော်တော်လေးစားလို့ကောင်းတယ်စက်သားကိုတော့ပါတော့အယိုးလို့ရင်ပုံသုံးတယ်နနွေးရယ်စားရယ်ထည့်ပြီးတော့သူတို့အရသာလေးတွေဝင်အောင်ခဏလောက်နေပြီးထားမယ်ပြီးရင်တော့ဂျင်းထည့်မယ်ရေကိုမမြုပ်တမြုပ်အနေထားကိုထည့်ပြီးတော့သူတို့ခဏလောက်ပြုတ်ထားပေးရပါမယ်ကျမကျော်ရဲ့အသက်ကလည်းကြက်သွန်ကျော်ဆိုတော့လေပါတော့ကြက်သွန်နီလေးကိုတော့ခမည်းလေးသုံးမယ်ပြီးရင်တော့အကြက်ညီအောင်လို့အရွယ်စားခက်ညင်ညီလေးလှိပေးထားပါမယ်ကြက်သွန်ဖြူဆိုလို့ရှိရင်လေပါအခွန်ချမ်းလေးတွေပါထည့်ပြီးတော့ထောင်းထားပေးပါတယ်ကြက်သားဆိုလို့ရှိရင်လေအရန်နူးတဲ့အထိမပြုတ်ဘူးเนาะမြင်လို့ရတဲ့အနေအထားလောက်ရောက်ပြီဆိုလို့ရှိရင်တော့ပါတော့ကြက်သားလေးတွေကိုအေးခံထားမယ်ပြီးလို့ရှိရင်တော့အမြင့်ညီညီလေးတွေပါတော့ညှွှန်ထားပေးဖို့တော့လိုပါမယ်ဒါမှလည်းအကျက်ညီပြီးတော့အချောင်းတိုင်းရဆိုလို့ရှိရင်ကျွတ်ကျွတ်ကျွတ်လေးနဲ့ပို့ပြီးတော့စားလို့ကောင်းပါတယ်ကျမကြော်ဖို့စပြီးပြင်ဆင်ပါမယ်။ပြင်ထားတဲ့ကြက်သားအမြင့်လေးတွေအနှဲငယ်ချင်းစီကိုခွဲထားမယ်။အပေါ်ကနေပြီးတော့ပြောင်းကောင်မအနှဲငယ်လေးဖြူပြီးတော့သူတို့ကိုခပ်ဖွားဖွားလေးနေထားပေးရပါမယ်။ပြီးရင်တော့ပါတော့တချောင်းချင်းစီမပူအောင်လို့အနှဲငယ်လေးဖြန့်ထားပေးရင်ရပါပြီ။စီဆူလာရင်တော့ဘောနော်ပါကကြက်သွန်နီလေးတွေကိုအရင်စကြော်ပါမယ်။ဒီနေရာမှာအရေးကြီးဆုံးကလည်းကြက်သွန်နီဆိုတော့လေကြက်သွန်နီလေးတွေကိုအရွယ်စားညီညီနဲ့ပေါ့နော်အကျက်ညီဖို့အတွက်ပါတော့မီးလေးကိုအလဲလဲလောက်ထားပြီးတော့အဆက်မပြတ်ကလေးမှုပြီးကြော်ပေးပါတယ်။ကြက်သွန်နီကြော်လေးကြက်ပြီဆိုရင်တော့ကြက်သွန်ဖြူလေးတွေပါတစ်ခါလေးထည့်ပြီးတော့ကြော်ပါမယ်။အဆက်မပြတ်မှွေလာလိုက်တာရွှေညွန့်ရောင်လေးတန်းလာပြီဆိုလို့ရှိရင်တော့လေဘာလို့ကြက်သွန်ကြော်လေးတွေကိုခဏလောက်ဆယ်ပြီးတော့အေးခံထားပေးပါမယ်။ကြက်သွန်ကြော်လေးတွေကိုဖြန့်ပြီးတော့အေးခံထားတာလေပို့ပြီးတော့လေပေါ့နော်ကြွကြွရွရွလေးဖြစ်စေပါတယ်။ဒါဆိုပါကြက်မြင်လေးတွေစကြော်ပါမယ်။ဥပုတဲကိုကြက်မြင်လေးတွေကိုပေါ့နော်ခွဲထည့်ပြီးတော့ဘာလို့ဆက်စက်ကန်းလောက်နေတော့မှပေါ့နော်ကြက်သားလေးတွေကိုဘာလို့ဇွန်းလေးနဲ့အနေငယ်မှုပေးမယ်။ဒီလိုချွေညွန့်ရောင်လေးတန်းလာပြီဆိုလို့ရှိရင်တော့ဘာလို့စီးစစ်ထားပြီးတော့ကျန်တဲ့ကြက်မြင်လေးတွေကိုပဲဒီနီးတူလေးတွေပဲပေါ့နော်ခွဲပြီးတော့ကြော်ပေးထားပေးဖို့လိုပါမယ်။ကြက်မွလေးတွေကိုအေးခံပြီးရင်တော့ဘာလို့တချောင်းချင်းစီကိုကွက်ထားအောင်တစ်ချက်လောက်လုပ်ပေးရမယ်။ဒါဆိုလို့ရှိရင်တော့တချောင်းချင်းစီကွက်ထက်နေတဲ့ကြက်မြင်ကြော်လေးရပါပြီ။ပြီးရင်တော့ကြက်သွန်ကြော်တွေကိုထည့်မယ်။တမအောင်မှွေပြီးရင်တော့လေဒါဆိုလို့ရှိရင်ရက်ကြကြအထားခံပြီးကျွတ်ကျွတ်နဲ့စားလို့အရန်ကောင်းတဲ့ကျမအချိုကျော်လေးရပါပြီဒီနည်းလေးနဲ့ကြော်စားကြည့်နော်အားလုံးပဲစကောင်းကြပါစေရှင်